အလဲလမ်းမှာဂျပန်မာတို့တွေးရင်ဆိုးနေကြလို့ဒူးတကစောင့်ပြီးတော့2-1 automate နဲ့တီးထုတ်ပေးလိုက်တယ်စိတ်မြောက်မြောက်တဲ့ဟေးဒုတိယမြောက်ကန်ထူးရှင်နေမိအရင်ကတော့လမ်းပြောင်မှာစမနေလာလုံးနေလို့ဘာရံမဟုတ်200တန်ရုပ်ကိုပါဆယ်ထုတ်သွားတယ်ပဲဆိုတော့ဒီကနေ့ဗီဒီယိုမှာတော့ပြည်သူ့ချစ်တော်စိတ်မြောက်မြောက်ကလေး Leo R ရဲ့ Jungle Gameplay Analysis ကိုလုပ်ပြီးတော့မှဖြစ်ပါတယ်ပွဲစစချင်းမှာတန်းနှိမ့်ရင်တန်းရိုက်တဲ့ Scale 1ကိုယူရမှန်းသိပြီမယ်ကျွန်တော် Scale 2ကိုယူလိုက်တယ်ဘာလို့လဲဆိုတော့အထားပို့ကြရလေဟောဒီကိုလှမ်းရိုက်ကြတာကိုကစိတ်မြောက်ရဲ့အာတိတဖြစ်နေတာကိုဗျအဲ့ဒီတော့နဲ့ဖင်ရပြီး Scale 2ကြီးယူပြီး Jungle တကောင်တနားကြီးတော့ရိုက် Jungle ရှင်းပြီးသွားရင်လမ်းကြောင်းသိရင်အပေါ်လမ်းကိုဆောက်လက်ချီတက်ကြမယ်အပေါ်လမ်းကိုလာလမ်းပါတယ်ကျွန်တော်တို့ Massman လေးကြည့်ရင်ချေရတော့ကွယ်လွန်အိဆာရောက်သွားပြီမယ်တာဝါရှိမှာသွေးတစက်နဲ့ဂျိုလာကျွမ်းနေတဲ့ Erin ကိုတော့ဟောဒီလိုနှမ်းခုံရိုက်ပြီးပြန်ရိုက်ပြီးတော့ဇီဝင်ချွေပေးလိုက်တယ်ကေးလေးရတာရှင်လေးနဲ့တွေ့ရတင်ကြိုင်ဓာမဆိုင်ဆိုပြီးတော့ဟိုဘက် Jungle ထဲထွက်လာတဲ့ငမန်းသားလေးလမ်းနဲ့သူ့ spot ယူသူမှ2ယောက်ပေးတယ်ကွာဆိုပြီးတူပစဝန်ချပေးတယ်လားနေရင်ထိုင်ကျွန်တော်ဘက်ကလာကူရဲ့ spot ပါဒီကောင်းမလို့ပဲအိမ်ပြန်ရောက်သွားပါလေရဲ့ပြီးခဲ့တာလည်းပြီးခဲ့ပါစေရောဆိုပြီးတော့တရားသဘောနဲ့ဖြေလိုက်မယ်မထင်နဲ့ဒီနေ့ငမန်းသားစားရမှာကိုစိတ်မြောက်မြောက်တို့စားဝင်အိပ်ပျော်အစာကြေအောင်မလို့စားစရာရှိရလေးစားပြီးရင်ငမန်းတော့ဖတ်ညမယ်အမဲငါရှိတာ तू မသိ तू လာတာငါအသိဆိုပြီးလှမ်းတီးရတာလေကိုပဲလှမ်းရလိုက်မိမယ်စားကျင်တဲ့ငမန်းသားလေးစားရလို့ဆန္ဒပြေသွားပြီဖြစ်တဲ့အတွက်ဂျန်ငယ်လေးပါလေးစားထိုင်ဝင်လေးပါလေးကေးပြီးတော့ပွဲစားဂျပန်မကြီးပြန်ရောက်သွားတယ်ဟောဒီမှာလာပြီးစိတ်မြောက်တဲ့ငမန်းသားတို့ရဲ့တတိယအချီဆိုပြီးအမှန်ကန်တီးကျင်ပေမဲ့တကောက်သားစောက်ကျင်ရောက်ပြီးတာဝါလေးကိုဆွဲခေါ်ရတော့စိတ်မြောက်တို့အသက်လူကြီးပြန်ပြေးလာခဲ့တယ်တော်သေးရပါကိုဘကနှစ်ကောင်ပါလို့အဲ့လိုနဲ့ဟိုရောင်ဒီရောင်ဟိုစားဒီစားဟိုချုံတို့ဒီချုံတို့လုံးနေတော့မှာလမ်းမရောက်လာတဲ့ဘလင်းမပါတဲ့မစမန်လေးမိရဲ့ ring ကို2% 1% RT နဲ့အိမ်ပြန်ပို့ရင်နောက်ကပါတဲ့အထိန်တော် sport ရေးသူမလေးတူကြီးကိုလည်းပါဆယ်ဆွဲသွားလိုက်တယ် teammate တွေကောင်းမှုအကြောင်းပြုပြီးတော့ပွဲချင်းတွေတာယာချက်များကတော့စိတ်မြောက်တို့ရောင်လိုက်ကောက်လိုက်နေနေပွဲကနိုင်ကျင်နေပြီကြည့်အောင်အမဲသူပါပေါ့တာဝါခိုးနေ brother တို့လည်း strongly must must ဆိုတဲ့အခါမှာ solo ကြီး position join နဲ့လိမ့်တော့ push မိရင်အခုလိုမျိုးပျော်ပျော်ကြီး support တိခံနိုင်ခြင်းရှိရမလို့ဘဲကြီးညာကြီးမြေပုံကြည့်ပြီးမှဒါလိမ့်ကိုတက် push ပါလို့အကြံပြုလိုက်ပါတယ်သူကြည့်ရော level 20နောက်ကျနေပြီးတော့ချောင်းရိပ်တာပါတဲ့လက်ဦးမှုရရမဲရ၄မြောက်ထံ၅မြောက်ကပုံမှန်ရဆိုပြီးတော့အောက်လန်းကိုဆင်းနေငနေသားကိုလမ်းကြုံအိမ်ပြန်ပို့ပေးရသေးတယ်ဒီတစ်ခါစိတ်မျိုးတော့ခံရပြီးစိုးကြီးလောင်းလာတဲ့နှကောင်ထဲမှာတက်လာတော့ရလို့ဖြစ်မှဖြစ်ရတယ်မြောက်ကလေးရဲ့ဒီနေရာမှာဆိုလဲဗရက်ဆိုင်ဟိုဘက်က300တောင်ဖြစ်သွားတော့အာမတန်လို့မန်းရှော့ရင်အိမ်ပြန်အပို့တာခံလိုက်ရပါတော့တယ်နှစ်ခါခံပြီးဆိုတော့ဒီတစ်ခါဆန်းပြီးစိတ်မျိုးတော့ damage ဘယ်လောက်ကိတ်လဲဆိုတော့အမှသာ show အလဲလန်းအသွေးဆိုးနေဂျပန်မှာ automate ရဲ့ scale 1ရဲ့နှစ်ပွက်ထဲနဲ့စီဝင်ချွေးပေးတာ high ရှာပါပဲဒီနေရာမှာဆိုလဲကိုရီဘက်ကမစ်လိန်နာလေးအန်ဂျလာနဲ့ပုံမမိသွားတာဟိုဘက်ကမြောက်တော့မြတ်တောင်ခလိုက်ရမယ်အောင်မထင်းရောင်းနေကြမယ် overload လေး KB ပွဲကိုစောအဆုံးသတ်မယ်ဆိုတဲ့အတွေးလေးနဲ့ overload ကို KB အပေါ်လမ်းကိုတက်ရှင်းစေအခါသမီးရမှာအရင်လိုရရှိနိုင်ရလို့ရမှာထင်တယ်မိရရင်ကိုတိုက်ရိုက်တာဟိုကစတော့နဲ့ပြင်းနေပစ်ချက်တွေနဲ့ပြန်ပြရလို့အပေါ်လမ်းနေတစ်ခါထွက်ပြီးချင်းလမ်းထိပ်ကနေတစ်ခါနှစ်ခါပြန်လို့အိမ်ပြရသွားသေးတယ်မင်းနှစ်ခါတော့တောက်ကုန်မှတော့မင်းတို့ဝယ်ရှုံးပြီလားကွာလို့မင်းရင်တော့ဟင်းအင်းပါလို့ပဲဖြေရပါမယ်ဘာကြောင့်လဲဆိုteammate တွေကောင်းမှုအကြောင်းပြုပြီးအခုလိုမျိုးဘတ်တယ်လေးဖြတ်ဆိုင်ကောက်ဆိုင်ဝင်ဆိုင်ပြီးတော့ဟီရိုကီတွေတကောင်ရတာဝါရဲ့တိုင်းချိုးရင်စူပေါင်းညီရအောင်ကြောင်းဖျား fresh power တွေနဲ့နောက်ဆုံးဘတ်တယ်လေးကိုတက်ဆိုင်ပြီးတော့ crystal throne ကို AC လေးချိုးသွားလို့ပဲဖြစ်ပါတယ်ဆိုတော့ brother တို့ရောစိတ်မျိုးရည်လျော့ရဲ damage တွေ mechanic တွေကိုစိတ်တိုင်းကြအားရရလား brother တို့ရဲ့အတွေးအမြင်တွေကို comment section မှာဘယ်ရောက်ဆွေးနွေးသွားနေပါလဲကျွန်တော်တို့ရေခဲတော့မှာ နောက် video တွေမှာလည်းပြန်လည်ဆုံတွေ့ကြမှာသိရဗျ